မင်္ဂလာပါရှင်ဒီကနေ့တက်တင်ဆက်ပေးမှာကတော့ထိုင်းနိုင်ငံလိပ်စာမြို့မှာပြုလုပ်တဲ့နော်ဝေလာအစ်ချေဝေလာတန်စီတို့ရဲ့ဖြော်ပြပွဲကိုတွားရောက်ကြည့်ရှုသူတွေပါတဲ့သတင်းပါဝင်စိတ်ဝင်စားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကျိုးပင်ကောင်းမှုတွေကိုစစ်တပ်လေးထင်းနေပုံကျဲလို့ပြည်သူတို့တိတ်ဆုံးကတအူထိခိုက်ရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ပဲခူးတိုင်းသာယာဝတီခရိုင်ကျုပ်ပေကောင်းမှုနဲ့အရှိချံကိုစစ်ကော်မရှင်တပ်မှစစ်တပ်လက်ကြီးနဲ့ပုံကျဲခဲ့လို့အမျိုးသားတအုပ်တိတ်ဆုံးပြီးအမျိုးသမီးငယ်တအုပ်ထရန်ရှိကအစာအိုးတွေလည်းပြည့်စည်ခဲ့ရလို့သိရပါတယ်။ဒီဇင်ဘာလ9ရက်နေ့ညနေ3နာရီကျော်ခန့်ကကျုပ်ပေကောင်းမှုနဲ့အေးရွာလေးရွာကိုတဲကုန်းမြို့နယ်ဖက်မှလာတဲ့စစ်တပ်လက်ကြီး3စီးက120မမပုံဒီကိုလုံးကျချခဲ့ရလို့သိရပါတယ်။အဆိုပါပုံကျဲတိုက်ခိုက်မှုကြောင့်အသက်45နှစ်အရွယ်ကိုလေးရဲ့ခေါင်းကိုဘုံသားထိမှန်ပြီးနေရာမှာပဲတည်ဆုံကမျိုးသမီးငယ်တဦးရဲ့လက်ကိုလည်းထိမှန်နေရရှိခဲ့ရလို့သိရပါတယ်။ဒါအပြင်စစ်ကော်မရှင်တပ်ကစစ်တပ်လက်ထင်းနဲ့ဘုံဒီကိုလုံးကိုရွာရဲ့နေရာအနှံ့ကျချခဲ့တာကြောင့်စာတင်ကျောင်းဆောင်နဲ့နေတလုံးလည်းပျက်စီးသွားပြီးအဆိုပါစာတင်ကျောင်းဆောင်မှာလက်ရှိစာတင်ကျောင်းနေကြောင်းဖြစ်ပြီးဒေသခံပြည်သူတွေလည်းပေးလို့ရကိုပြောင်းရွှေ့နေကြရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ1ရက်2ရက်နဲ့4ရက်နေ့တွေကလည်းနဒလိမြို့နယ်ရှိကျွော်တွေကိုစစ်ကော်မရှင်တပ်ကစစ်တပ်လက်ထင်းနဲ့ပုံကျဲခဲ့လို့မကြီးပြင်းရွာဖုံးတော်ကြီးကြောင့်မှဖုံးတော်ကြီးတစ်ပါးပြန်လို့တော်မူခဲ့တဲ့အပြင်နေအဆောက်အဦတွေလည်းပျက်စီးသွားပြီးနှစ်ကောင်လည်းတည်ဆုံခဲ့ပါသေးတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံမဲဆောက်မြို့မှာပြုလုပ်တဲ့နော်ဝေလာအင်းချေဝေလာတန်စီတို့ရဲ့ဖြိုးပေးပွဲကိုတွားရောက်ကြည့်ရှုသူတွေပါတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ထိုင်းနိုင်ငံမဲဆောက်မြို့မှာပြုလုပ်တဲ့ကျောက်ဖော်ပရောယူဝပွဲတော်ဖြိုးပေးပွဲမှာမြန်မာအဆိုတော်နော်အင်းချေဝေလာတန်စီတို့လာရောက်တည်ဆိုဖြိုးပေးပြီးမြမြန်မာအတိုင်းဝိုင်းကတွားရောက်ကြည့်ရှုသူမရှိသလောက်နေပါခဲ့တယ်လို့သိရပါတယ်။အဆိုပါဖြိုးပေးပွဲကိုမဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအဖိုးရုံးဝင်အတွင်းမှာဒီဇင်ဘာလ6ရက်နေ့9ရက်နေ့ရက်ဆက်လက်ကျင်းပမှာဖြစ်ပြီးမြန်မာအစိုးရတွေဖြစ်တဲ့အင်ချီမီလာတန်စီဝေလာနဲ့နော်လိုလည်းပေါင်းဝင်ပြီးဆိုကြမှာဖြစ်ပါတယ်။ဒါပေမဲ့ကျောက်ဖော်ပရောယူဝပရဖြတ်ပေးပွဲမှာမြန်မာနိုင်ငံကနေလက်ရောက်တည်ဆိုဖြတ်ပေးကြသူတွေဟာစစ်ကော်မရှင်ရွေးကောက်ပွဲအတွက်အရောက်မဲပေးဖို့စီလုံးလုံးဆောင်ရမှာပါဝင်ထားကြသူတွေဖြစ်တာကြောင့်ပယောကြည့်ရှုတာမျိုးမလုပ်ဘဲတပိတ်မှောက်ကြဖို့ကိုFNCC ဘာမာဖတ်ချက် community ကတိုက်တွန်းထားပါသေးတယ်။စစ်ကော်မရှင်တပ်ကအာဏာသိမ်းကာလအတွင်းစီအိုစုနဲ့ပူးပေါင်းပါဝင်နေပြီးစစ်တပ်လူသားလှုပ်ဆောင်နေတဲ့တရုတ်ဆောင်လူပညာရှင်တွေဟာတာတရုတ်ဆောင်တွေနဲ့အစိုးရတွေကိုလည်းလူမျိုးရေးပြည်တံဘိုင်းကောက်လှုပ်ဆောင်မှုတော်လိုင်းမှာပါဝင်နေတဲ့အင်အားစုတွေကလည်းတိုက်တွန်းမှုတွေရှိနေပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့ကလည်းအာဏာသိမ်းစစ်တပ်ကိုထောက်ခံတဲ့အစိုးရရုံးလေးစီစဉ်ရိုက်ကူတွေမြို့ပြတွေကလမ်းမရွှေရှင်စကားကိုဘိုင်းကောက်လုပ်ဖို့တိုက်တွန်းမှုတွေရှိခဲ့တယ်လို့ပြည်သူတွေကလည်းတော်ရောက်မကြည့်ရှုခဲ့တာကြောင့်ရုပ်ရှင်ရုပ်တွေနဲ့ပထမနေ့မှာပြုံးပေးလိုက်ရတယ်လို့လည်းသိရှိရပါတယ်ရှင်။ပြည်လည်တဲ့သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူမအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပြီးဆီယနာရှိစနေစုလာအောင်ကနေအနည်းဆုံးလွတ်မြောက်ကြပါစေကြောင်းနဲ့သဘာဝပြည်ရဲ့နေ့ရဲ့အတွက်တွေမှာလေကြိုးရကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ရှင်။